BMF သို့မဟုတ်ကျန်တန်းဆုံးချန်ပီယံကပတ်အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ BMF ခေါ် Battle Motherfucker ဆိုတဲ့ UFC ရဲ့ချန်ပီယံကပတ်အကြောင်းကိုပြပြပေးချင်ပါတယ် UFC ရဲ့ fighter တွေထဲမှာကျိုးဝိုင်းအတွင်းမှာကောကျိုးဝိုင်းပြင်ပမှာပါခက်ပေပေခက်ချမ်းချမ်းနေတတ်တဲ့ fighter တွေအတွက်တီးတန့်ပြုလုပ်ပေးထားတဲ့ကပတ်ပါ UFC တွိုင်းကြောင်းတစ်ချောင်းပထမဆုံး BMF စင်ကော်ပွဲဖြစ်အားလုံးတည်တဲ့လူချမ်းကြီးနေဒီရက်နဲ့ Masvidal တို့ကထိုးတက်ခဲ့ပါတယ်အဲ့ဒီပွဲမှာတော့ Masvidal ရဲ့မျက်ခုံးကွဲဒဏ်ရာကြောင့်3ချီမြောက်မှာပဲ Masvidal ကအနိုင်ရရှိခဲ့ပြီးပထမဆုံး BMF ချန်ပီယံဖြစ်လာခဲ့ပါတယ်တိတ်မကြခင်မှာပဲကစားသမားဘွားကနေအနားယူခဲ့တဲ့ Masvidal ရဲ့ BMF တိုက်တယ်ကို Dustin Gage နဲ့ Diamond တို့ကစင်ကော်ထိုးတက်ခဲ့ပြီးတော့ဒုတိယအချီမှာပဲ Dustin Gage ကဒုတိယမြောက် BMF ချန်ပီယံဖြစ်လာခဲ့ပါတယ်အဲ့နောက်ပိုင်းမှာဆိုရင်တော့တတိယမြောက်ချန်ပီယံလူပွဲအနေနဲ့ UFC 300မှာ Max Holloway နဲ့ Dustin Gage တို့ကထိုးတက်ခဲ့တဲ့အားလုံးလည်းအဲ့ဒီပွဲကိုမှတ်မိကြမယ်လို့ထင်ပါတယ်။နှစ်ယောက်စလုံးကစိုင်ထိုးပြိုင်ထိုးကြရင်လည်းနောက်ဆုံးချီ9ချီမြောက်မှာပဲ Max Holloway ရဲ့ထိုးချက်ထိပြီးတော့ Dustin Gage တယောက်သူ့ရဲ့ BMF တိုက်တယ်ကိုဆွန့်လွတ်ခဲ့ရပါတယ်။တတိယမြောက် BMF ချန်ပီယံဖြစ်လာတဲ့ Max Holloway ကသူ့ရဲ့ပထမဦးဆုံးချန်ပီယံတိုက်တဲ့ကာကွယ်ပွဲအနေနဲ့ကစားသမားဘွားကအနားယူတော့မဲ့ Diamond နဲ့ရှင်ပြိုင်ထိုးတက်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုရင်တော့ Max Holloway ကပဲသူ့ရဲ့ BMF တိုက်တဲ့ကိုကာကွယ်ပြခဲ့ပြီးလက်ရှိချိန်ထိချန်ပီယံဖြစ်နေသေးပါဆိုတော့ပြည်သက်တွေအနေနဲ့ကရော UFC မှာဘယ် fighter က BMF တိုက်တဲ့ကိုထိုးတက်ခွင့်ရတဲ့နဲ့ထင်လဲကိုယ်ပိုင်ထင်မြင်ယူဆချက်လေးတွေအောက်က comment မှာမှန်ခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်